မင်္ဂလာပါရှင် Agility English မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ဒီ unit 9ကတော့ around town ပေါ့နော်ကိုယ့်ရဲ့မြို့ဝန်းကျင်ပေါ့ okay အဲ့တော့ဒီ unit မှာကိုယ့်ရဲ့မြို့မှာဘာတွေရှိလဲဘာတွေမရှိဘူးလဲပေါ့နော်စသဖြင့်ပြောတဲ့ပုံစံလေးတွေကိုလေ့လာသွားပါမယ်အခုဒီ lesson မှာတော့ဒီမြို့နဲ့ပတ်သက်တဲ့ vocabulary လေးတွေစပြီးတော့လေ့လာကြတာပေါ့ okayအရင်ဆုံးမြို့ရွာခေါ်ဝေါ်လေးတွေကြည့်ကြတာပေါ့နော်ရွာဆိုလို့ရှိရင် village okay တူလိုက်ပြောကြည့်နော် village မြို့ဆိုလို့ရှိရင် town ဒါကတော့မြို့ကြီးတော့မဟုတ်ဘူးပေါ့မြို့ငယ်လေးတွေပေါ့ okay ဒီလိုဆိုလို့ရှိရင် town မြို့ကြီးပေါ့နော်ရန်ကုန်လိုမြို့ကြီးဒီ New York လိုမြို့ကြီးဆိုလို့ရှိရင် city okay ဒါကတော့ American အတန်ထွက်ပေါ့နော် American ကတော့ပေါ့လေ city okay British က city ဒီမြို့တွေရွာတွေမှာဘာတွေရှိတတ်လဲဆိုရင် school ကျောင်းရှိတယ် right school ဆေးရုံဆိုလို့ရှိရင် hospital ရဲစခန်းဆိုလို့ရှိရင် police station bus ကမှတ်တိုင်ဆိုလို့ရှိရင် bus stop ရထားဘူတာဆိုလို့ရှိရင် train station လေဆိပ်ဆိုရင် airport စက်ရုံဆိုလို့ရှိရင် factory ပြီးတော့ဈေးဝယ်တဲ့ supermarket တွေရှိတယ် right supermarket ပြီးတော့ store ဆိုင်တွေရှိတယ် right store ဒါကတော့ American ပေါ့နော် British ကတော့ဒီဆိုင်တွေကို shop okay ဒီလိုမျိုးသုံးတာများပါတယ်ဆိုင်တွေမှာကုန်လုံးဆိုင်ဆိုလို့ရှိရင် grocery store စာအုပ်ဆိုင်ဆိုလို့ရှိရင် bookstore အဝတ်အစားဆိုင်ဆိုလို့ရှိရင် clothing storeဝိုင်တို့ရက်တို့ရောင်းတဲ့ဆိုင်ဆိုလို့ရှိရင် liquor store okay liquor မဟုတ်ဘူးเนาะ liquor store ဆေးဆိုင်ဆိုလို့ရှိရင် pharmacy ဆေးဆိုင်ကိုဒါဆေးခန်းနဲ့မှားတတ်တယ်เนาะဆေးခန်းဆိုလို့ရှိရင် clinic okay ဆေးခန်းဆိုရင် pharmacy မဟုတ်ဘူးเนาะ clinic ပြီးတော့မြို့တွေမှာဘဏ်ရှိတတ်တယ် right အဲ့တော့ bank စာတိုက်ဆိုလို့ရှိရင် post office စာကြည့်လိုက်ဆိုလို့ရှိရင် American က library okay library UK က library ပြတိုက်ဆိုလို့ရှိရင် museum okay ဇီးအတန်လေးနဲ့เนาะ museum ဈေးဝယ်ထွက်လို့ရတဲ့နေရာပေါ့เนาะဟိုဆိုင်တွေအများကြီးစုပေါင်းထားတဲ့နေရာပေါ့မြန်မာပြည်မှာဆိုလို့ရှိရင်เนาะ shopping center လို့ခေါ်ရတဲ့တူတယ် okay junction လိုမျိုးပေါ့ဒီလိုမျိုးနေရာဆိုလို့ရှိရင် mall okay ဒီလိုခေါ်ပါတယ် mall တချို့နေရာတွေမှာရဲတိုက်တွေရှိနေသေးရပေါ့เนาะဟိုတုန်းကရဲတိုက်တွေလူရဲတိုက်ဆိုလို့ရှိရင် castle okay T ကိုအတန်မထွက်ဘူးเนาะ T ကဒီမှာ silent ဖြစ်တယ်အဲ့ဒီတော့ castle နန်းတော်ဆိုရင် palace okay ကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါမန္တလေးနန်းတော်ရှိတယ် right London မှာဆိုရင်ဒါ Buckingham Palace ရှိတယ် right အဲ့တော့နန်းတော်ကို palace ရုံးအဆောက်အုံဆိုလို့ရှိရင် office building okay office ဒါကရုံး right office အဆောက်အုံကတော့ building okay building
office building office building ပန်းခြံဆိုလို့ရှိရင် park park တံတားဆိုလို့ရှိရင် bridge bridge okay အများဆိုလို့ရှိရင်เนาะ bridges bridges okay is အတန်နဲ့စုံတယ်เนาะအများဆိုလို့ရှိရင် bridges bridges ရေကူးကန်ဆိုလို့ရှိရင် swimming pool swimming pool စားတောက်ဆိုင်ဆိုရင်ရှေ့မှာလည်းပြောခဲ့ပြီးပါပြီ right restaurant restaurant coffee ဆိုင်ဆိုလို့ရှိရင် cafe cafe မုန့်ဆိုင်ပေါ့နော် coffee တို့ကိတ်မုန့်တို့ right ဒီလိုမျိုးရောင်းတဲ့ဆိုင်ဆိုလို့ရှိရင် bakery bakery နောက်တစ်ခုသိထားသင့်တာက deli deli okay deli ကတော့ဒါစားတောက်လေးရတယ် okay ကုံစုံလေးရတယ်သူကအမျိုးစုံလေးပေါ့ဆိုင်အသေးလေးပဲအကြီးမဟုတ်ဘူး okay ဒီမျိုး sandwich တို့ coffee လေးရတယ် okay သုံးကုန်ပစ္စည်းလေးလည်းရတယ်ဒီလိုမျိုးအစုံဆိုင်လေးပေါ့ alright အဲ့လိုမျိုးဆိုလို့ရှိရင် deli deli ရုပ်ရှင်ရုံဆိုလို့ရှိရင် American က movie theater okay movie theater British က cinema cinema ပြဇာတ်ရုံဆိုလို့ရှိရင် US က theater theater okay British က theater theater okay spelling ကတော့ဒီလိုကွာသွားပါတယ် okayနောက်ဘာတွေရှိမလဲဆိုတော့ဖျားเจ้าတွေပေါ့နော်ဒီဘာသာရေးနဲ့ပတ်သက်တဲ့เจ้าတွေပေါ့ဒါဆိုလို့ရှိရင် religious houses okay ဒီလိုခေါ်ပါတယ်အားလုံးကိုခြုံငုံပြီးတော့ဒီဖျားเจ้าတွေဆိုလို့ရှိရင် religious houses religious houses okay အဲ့ဒီမှာခရစ်ယာန်ဖျားเจ้าဆိုလို့ရှိရင် church okay ဒီလိုလိုက်ပြောကြည့်နော် church Islam ဖျားเจ้าဆိုလို့ရှိရင် mosque mosque ဂျူးဖျားเจ้าဆိုလို့ရှိရင် synagogue synagogue okay synagogue ဗုဒ္ဓဘာသာဒီဘုန်းကြီးကျောင်းဆိုလို့ရှိရင် temple temple okay ဒီလိုမျိုးများသောအားဖြင့်ဒီ US မှာခေါ်လေးရှိပါတယ် okay temple နောက်တစ်မျိုးအခေါ်အဝေါ်က monastery monastery okay ဒါ US ပေါ့နော် monastery British ကတော့ monastery monastery ဖျားဆိုလို့ရှိရင် pagoda pagoda ကဲကျမတို့ vocabulary တွေကြီးခဲ့ပြီးပြီဆိုတော့ကိုယ့်ရဲ့မြို့ရွာတွေမှာဘာတွေရှိလဲဆိုတာပြောတဲ့ပုံစံကိုနောက် lesson မှာလေ့လာပါမယ်